တိုက်စစ်မှုတွေကဂိုးသွင်းပြီးပွဲတွေကိုအနိုင်ယူပေးနိုင်ပေမဲ့နောက်ခံလူတွေကတော့ခမားတို့ကိုချန်ပီယံဖြစ်စေတာပါ2025-2026ရာသီမှာပရီးမီးယားလိဂ်တိုက်စစ်မှုတိုင်းကြောက်လန့်နေရတဲ့ခံစစ်တိုင်းကြီး၅ခုကဘယ်သူတွေဖြစ်မလဲဒီကနေ့မှာတော့လက်ရှိခြေစွမ်းအကောင်းဆုံးခံစစ်မှုတွေကိုဖော်ထုတ်ပေးသွားမှာပါနံပါတ်5ကတော့တော့တင်ဟန်စပါးရဲ့အမြန်နှုံးဘရင်ဗန်ဒီဗန်ပါခေတ်သစ်ဘောလုံးလောကမှာခံစစ်ကစားသမားတစ်ယောက်ဟာဒီလောက်မြန်ဖို့လိုအပ်တယ်ဆိုတာသူကသက်သေပြနေပါတယ်2026ရောက်တဲ့အထိသူ့ရဲ့ highline ခံစစ်ကိုကြော်ဖြတ်ဖို့ဆိုတာဘယ်တိုက်စစ်မှုအတွက်မဆိုအိမ်မက်ဆိုပါပဲနံပါတ်4ကတော့ဘတ်စုံတော်တဲ့ Josko Gvardiol ပါသူကနောက်ခံလူလားကွင်းလယ်လူလားဒါမှမဟုတ်တိုက်စစ်မှုလားဆိုတာခွဲရခက်ပါတယ်ပက်ရဲ့လက်အောက်မှာကမ္ဘာဈေးကြီးဆုံးနောက်ခံလူတစ်ယောက်ဟာဘာကြောင့်ထိုက်တန်နေဆိုတာ2025-2026ရာသီမှာအထင်ရှားမြင်နေရပါတယ်နံပါတ်3ကတော့အာဆင်နယ်ရဲ့အေးဆက်ဆက်တိုင်းကြီးစလီဗာပါသူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်တည်ငြိမ်မှုကဂန်နာတို့ရဲ့ခံစစ်ကိုကြောက်ဆောင်တစ်ခုလိုခိုင်မာစေပါတယ်ဒီယာဒီမှာခင်းရှိသများဆုံးရအောင်ကူညီပေးနေတဲ့အဓိကလက်နက်ကတော့သူပါပဲနံပါတ်2ကတော့အမြဲတမ်းသောဘောတစ်ခုမှရှိနေတဲ့ဗန်တိုက်ပါအသက်အရွယ်ရလာပေမဲ့2026မှာလဲသူကကမ္ဘာအဆင့်ပါပဲလီဗာပူးခံစစ်ကိုစနစ်တကျအုပ်ချုပ်နိုင်ုံတင်မကပဲအရေးကြီးတဲ့အချိန်တိုင်းမှာအမြဲတမ်းအသင်းအတွက်ရှိနေပေးသူပါနံပါတ်1ကတော့ Manchester City ရဲ့ခံစစ်ကောင်းဆောင် Ruben Dias ပါဒီယာဒီမှာသူ့ရဲ့ tackling နဲ့ interception တွေကထိပ်တန်းမှာရှိနေပါတယ်အသင်းကိုချန်ပီယံလမ်းကြောင်းပေါ်မှာဆက်ရှိနေအောင်နောက်ကနေပဲ့ကင်ပေးနေတဲ့ခံစစ်ဆက်ရုပ်ကြီးလို့တောင်တင်စားရမှာပါအဲဆိုခမားတို့ရဲ့စိတ်ကြိုက်အကောင်းဆုံးနောက်ခံလူကဘယ်သူလဲကြံခဲ့တဲ့သူရှိရင် comment မှာပြောသွားပေးပါဦးနောက်ထပ်ဘောလုံးဗီဒီယိုတွေအတွက် subscribe လုပ်ဖို့မမေ့နဲ့အောင်နော်